January 30 ရက်နေ့မင်းညာကကျမပြုလုပ်ခဲ့တဲ့ One Championship Friday Fight 140ပွဲစဉ်မှာဆိုရင်တော့ One Championship တဲ့ပွဲမှာမြန်မာ fighter 2ဦးကိုပွဲချုပ်ခဲ့တာဖြစ်ပါတယ်။သွေးလင်းထက်နဲ့ဆွတ်တို့ဖြစ်ပြီးတော့ဒီမြန်မာ fighter 2ယောက်စလုံးက Thai fighter တွေနဲ့ကြီးပဲထိုးသက်ခဲ့ရတာဖြစ်ပါတယ်ရှင်။သွေးလင်းကွန်ချိုင်းနဲ့ခေါင်ပွဲဖြစ်ထိုးသက်ခဲ့ရတာပဲဖြစ်ပါတယ်။သွေးလင်းထက်နဲ့ကွန်ချိုင်းတို့ကတော့အကျိန်နဲ့3ချီပြည့်ထိုးသက်ခဲ့ကြတာဖြစ်ပြီးတော့သွေးလင်းထက်ကအမှတ်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ Thai fighter ကွန်ချိုင်းကစားတာကဒီပွဲမှာတော်တော်လေးကိုကောင်းပါတယ်။သွေးလင်းထက်စီကထွက်လာမဲ့ပတ်တော်ရိုက်ချက်ကိုလည်းကြိုတင်သိရှိထားပြီးတော့ပြင်ဆင်လာခဲ့တာကြောင့်လည်းသွေးလင်းထက်အနေနဲ့မနေ့ကညမှာတော့ပတ်တော်ရိုက်ချက်ကအလုံးမဖြစ်ခဲ့ဘူးလို့ပြောရမှာပါ။သွေးလင်းထက်အနေနဲ့ကတော့အဲ့ဒီပွဲစဉ်မှာဖိအားတွေများနေသလိုပုံဖြစ်နေပါတယ်။အရင်ပွဲတွေနဲ့လုံးဝမတူပဲအားမရှိသလိုပုံဖြစ်နေတာကိုလည်းတွေ့ရပါတယ်ရှင်။ထိုးချက်ကန်ချက်တွေအလေးလွတ်များနေတာကြောင့်လည်းမြန်မာပရိသတ်တွေကတော့ဒီဘွဲမှာသွေးလင်းထက်ကိုအားမရကြတာကတော့အမှန်ပါပဲ။မြန်မာပရိသတ်တွေကသွေးလင်းထက်ကိုအရန်ကိုမျှော်လင့်ခဲ့ကြတာပါ။ဒီပွဲနဲ့ဆိုရင်တော့သွေးလင်းထက်အနေနဲ့နှစ်ပွဲစက်တိုက်အမှတ်နဲ့ရှုံးနေခဲ့ရပြီဖြစ်ပါတယ်။သွေးလင်းထက်အနေနဲ့ပရတောင်ရိုက်ချက်ကိုပဲအရန်အားကိုမနေသင့်ဘူးလို့လည်းပရိသတ်တွေကသုံးသပ်ဝေဖန်နေကြပါတယ်။အခုလည်းသူ့ရဲ့ပရတောင်ရိုက်ချက်ကိုကြိုတင်သိရှိပြီးပြင်ဆင်ထားတဲ့အတွက် Thai fighter ကအပြည့်အဝကောက်ွယ်သွားနိုင်တယ်လို့သွေးလင်းထက်အနေနဲ့အလေးအလွတ်နေများတာကိုတွေ့ရပါတယ်။အခုဆိုရင်တော့သွေးလင်းထက်အနေနဲ့ရှုံးပွဲဆက်နေပြီဖြစ်တာကြောင့်1ရက်စာကျုံနဲ့တော့အနေငယ်အလှမ်းဝေးသွားခဲ့ပါပြီ။ဒီညကစားခဲ့ကြတဲ့မြန်မာ fighter 2ဦးမှာဆိုရင်တော့ဆူရတ်ကတော့ Thai fighter ကိုအလဲကျိုးနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ဆူရတ်ကလက်ရှိမှာတော့ထိုင်းနိုင်ငံရဲ့ Fed Gym မှာလေ့ကျင့်နေတဲ့မြန်မာကိုစားပြု fighter 2ဦးဖြစ်ပါတယ်။ဆိုရရင်ဆိုင်ခဲ့ရတဲ့ Thai fighter ဘူခါအိုဆိုရာကတော့9ပွဲကစားချပြီးတော့6ပွဲနိုင်3ပွဲရှုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကဒီ Thai fighter ကတော့ပြိုင်ဘက်ကိုရှင်မြိုင်ထိုးသက်ရမှာအမှတ်ယူကစားတတ်တဲ့ fighter ကောင်းကျိုးဖြစ်တာကြောင့်ဆိုရက်လိုမျိုးစိုင်ထိုးပြိုင်ထိုးသမားတွေအတွက်တော့ခက်ခဲတဲ့ပြိုင်ဘက်လို့ပြောရမှာပါဒီလိုပြိုင်ဘက်ကိုဆိုရက်ကအလဲချိုးနဲ့အနိုင်ယူနိုင်ခဲ့တာကြောင့်နောက်ဆုံး2ပွဲဆက်တိုက်ဆိုရက်အနေနဲ့နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်One Championship ကတော့အတိတဲ့အတိုင်းပါပဲ Thai fighter ကိုအလဲချိုးနိုင်မှသာနိုင်ပွဲကရရှိတာပါဒူလန်ထက်အတွက်တော့အမှတ်နဲ့ရှုံးနိမ့်ခဲ့ရတဲ့အတွက်ဒီနေ့ပွဲစဉ်အတွက်တော့စိတ်မကောင်းပါအောင်ရှင်အမှန်တိုင်းပြောရမယ်ဆိုရင်တော့ခေါင်းပွဲဆိုပေမဲ့ပရိသတ်ကိုကြည်နပ်မှုအပြည့်အဝတော့မပေးနိုင်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ်ပါသွေးလင်းချက်ရေအားတော့မလျှော့ပဲနဲ့နောက်ပွဲတွေမှာအကောင်းဆုံးပြင်ဆင်လာနိုင်ပါစေလို့ဆုတောင်းပေးပါတယ်နော်။ Fight IQ ကောင်းကောင်းနည်းစနစ်ကောင်းကောင်းနဲ့လေ့ကျင့်မှုတွေလုပ်ရင်တော့အောင်မြင်မှုရရှိနိုင်မှာပါ။ကဲပရိသတ်ကြီးတို့ရောမင်းညကရှင်မြိုင်ထိုးသက်ခဲ့ကြတဲ့သွေးလင်းချက်နဲ့ခွန်ချိုင်းတို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုများသုံးသပ်ချင်ကြပါလဲ။ကိုမမရေးပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။